မင်္ဂလာပါမြန်မာ Teacher Platform MTP ကိုစတင်အသုံးပြုမဲ့သူတွေအတွက် MTP အကြောင်းသိကောင်းစရာများနဲ့အခြေခံအချက်လက်များကိုဒီဗီဒီယိုမှာလေ့လာကြည့်နိုင်ပါတယ်မြန်မာ Teacher Platform အကြောင်းသိကောင်းစရာမြန်မာ Teacher Platform သည်ဆရာဆရာမများနဲ့စဉ်ဆက်မပြတ်သင်ယူလေ့လာလို့သူများအတွက်ဘေးကင်းလုံခြုံမှုရှိပြီးလူတိုင်းအကျုံးဝင်စွာပါဝင်ဆွေးနွေးနိုင်တဲ့ online ရပ်ဝန်းတစ်ခုဖြစ်ပါတယ်အဓိကလှုပ်ဆောင်ချက်များ MTP တွင်အရေးအသွေးပြေဝသောသင်ကြားသင်ယူမှုအတွက်အထောက်အကူပြုသောပညာရေးဆိုင်ရာရင်းမြစ်များစွာကိုရယူနိုင်ပါတယ်။ပထမဦးစွာ online သင်တန်းများကို e-learning မှာတစ်ဆင့်အခမဲ့စုံလင်စွာတက်ရောက်နိုင်ပြီးအခြေခံအဆင့်အလယ်အလတ်အဆင့်အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်အဆင့်စသဖြင့်အဆင့်ဆင့်လေ့လာနိုင်ပါတယ်။သင်တန်းတက်ရောက်နေစဉ်တွင်သက်ဆိုင်ရာသင်ခန်းစာအလိုက်မှတ်ချက်များရေးသားပေးဖို့ခြင်းဖြင့်လည်းဆရာဆရာမချင်းချင်းအပြန်အလှန်ဆွေးနွေးမှုပြုနိုင်ပါတယ်။ဒါ့အပြင်သင်တန်းတစ်ခုချင်းစီတွင်ပါဝင်တဲ့သင်ခန်းစာအားလုံးကိုတက်ရောက်ပြီးစီအောင်မြင်သွားသည့်အခါတွင်လည်းသင်တန်းဆက်လက်မှတ်ကိုအခမဲ့ download ရယူကာသိမ်းဆည်းထားနိုင်ပါတယ်။ဒုတိယအနေဖြင့်သင်ယူလေ့လာသူများအနေနဲ့မိမိစိတ်ဝင်စားရာအကြောင်းအရာလိုက်ဆွေးနွေးမှုအဖွဲ့များ thematic groups တွင်အဖွဲ့ဝင်၍သင်ခန်းစာနှင့်ပတ်သက်၍ဆွေးနွေးမျှဝေမှုပြုလုပ်ခြင်းတော်၎င်းမိမိတွေ့ကြုံရတဲ့အခက်အခဲနှင့်စိန်ခေါ်မှုအတွက်အကြံဉာဏ်တွေတောင်းခံနိုင်ဖို့ post တင်မေးမြန်းနိုင်ပါတယ်။တတိယအနေဖြင့် vlog ကဏ္ဍတွင်ဆရာအတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက်15မိနစ်စာစောင်းမတူများကိုအပတ်စဉ်ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ online စာကြည့်တဲ့ e-library တွင် electronic စာအုပ်များနဲ့ရုပ်သံရင်းမြစ်ပေါင်း900ကျော်ကိုအခမဲ့ download ရယူ၍လေ့လာနိုင်ပါတယ်။အသုံးပြုသူများအတွက်အကျိုးကျေးဇူးများ MTP မှသင်တန်းများနဲ့သင်ကြားသင်ယူမှုရင်းမြစ်များကိုအချိန်အခါမရွေးနေရာဒေသမရွေးအလွယ်တကူဝင်ရောက်လေ့လာနိုင်ပြီးဆရာဆရာမများနဲ့သင်ယူသူများအနေနဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီးအတွေ့အကြုံများကိုမျှဝေနိုင်သောအခွင့်အလမ်းများလည်းရရှိနိုင်ပါတယ်။စတင်အသုံးပြုရန်လမ်းညွှန်ချက်များ MTP ကို English မြန်မာနှစ်ဘာသာနဲ့ Web Browser မှတိုက်ရိုက်ချိတ်ဆက်၍တော်၎င်း Android နဲ့ iOS Mobile Application Store မှdownload ရယူတော်၎င်းအသုံးပြုနိုင်ပါတယ်။ Google Play Store အသုံးပြု၍မရသော mobile များအနေနဲ့ MTP Web Browser ရဲ့ထိပ်ဆုံးဘားတန်းတွင်ရှိသော download icon မှတစ်ဆင့် APK file ကိုရယူနိုင်ပါတယ်။ MTP ကိုအသုံးပြု၍ online သင်တန်းများနဲ့တခြားရင်းမြစ်များကိုဝင်ရောက်လေ့လာနိုင်ရန်အကောင့်တစ်ခုစာရင်းသွင်းဖွင့်လှစ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ဒီအတွက် Create New ကိုနှိပ်ပြီးလမ်းညွှန်ချက်အတိုင်းအဆင့်ဆင့်ဆောင်ရွက်ကအကောင့်တစ်ခုကိုလွယ်ကူစွာဖွင့်လှစ်နိုင်ပါတယ်။ Offline ရင်းမြစ်များသင်ကြားသင်ယူမှုရင်းမြစ်များကို online နဲ့တိုက်ရိုက်ချိတ်ဆက်ရယူနိုင်သလို internet အခက်အခဲရှိတဲ့ဆရာဆရာမများအနေနဲ့ရင်းမြစ်များကို download ပြုလုပ်ထားပြီးမိမိအဆင်ပြေတဲ့ချိန်တွင် offline နည်းလမ်းနဲ့ပြန်လည်လေ့လာနိုင်ပါတယ်။ mobile phone ရှိုံနဲ့အချိန်တရာမရွေးလေ့လာသင်ယူနိုင်တာကြောင့်မြန်မာ Teacher Platform ကိုအကျိုးရှိရှိအသုံးချပြီးအားလက်ချိန်များတွင်ဗဟုသုတတိုးပွားအောင်ရှာဖွေလေ့လာနိုင်ပါတယ်